guys, Heather is back. ဒီဗီဒီယိုကိုအသက်16နှစ်အောင်ဆိုလို့ရှင်တော့လောကမကြည့်ပဲကြော်ထားပေးပါနော်။ဘာလို့လဲဆိုတော့ Heather ကဒီကအရန်ကြံ့နေသူလာစကားတစ်ခုကို recommend ပေးမှမလို့ပဲဖြစ်ပါတယ်ရှင်။ဒီစကားလေးကတော့တော်တော်များသိကြတယ် play per ဆိုတဲ့စကားဖြစ်ပါတယ်ရှင်။ဒါပေမဲ့တော်တော်များကကြတော့ဒီစကားမှာနောက်ဆက်တွဲ character တွေဆိုတာကိုသိမသိကြပါဘူး။ဒီကဲတော့ဒီ play ဆိုတဲ့ version မှာစကားစုပေါင်း3000ရှိပါတယ်ရှင်။နံပါတ်1ကတော့ play မနီကတော့ max နံပါတ်3ကတော့ maxim ဖြစ်ပါတယ်ရှင်။စကား3ကားလုံးမှာအရင်ဆုံးချမ်းမဲ့စကားတော့ဒီ play per ဆိုတဲ့စကားဖြစ်ပါတယ်ရှင်။အဲ့ဒီ per ဆိုတဲ့စကားရဲ့မှာကျွန်တော်လောကမှာထွက်ရှိထားတဲ့ဒီ superman မင်းသားလည်းပါပဲမှာရပေါ့နော်။ဒီ play ဆိုတဲ့စကားမှာကျတော့ဒီ play per ဆိုတဲ့ကောင်မလေးပြောက်သွားသူကဒီသူ့ယောက်ျားကစစ်ထွက်သွားတယ်ဆိုတော့ပေါ့နော်ဒီသူ့မိဘနှစ်ပါးနဲ့အတူသူကဒီနေမကောင်းတဲ့သူ့ရဲ့အဖေကိုသူကအလုပ်ကျွေးပြင်းနေဒီလေတော့မှပဲသူကအကြိုက်နေရတယ်ပေါ့နော်သူ့ရဲ့အိမ်မက်ကကျတော့ဒီသူ့အမေလိုမျိုးသူကဒီလေတော့ကြီးမှာဘဝကိုစုံမသက်ချင်မှန်းနဲ့သူကအောင်မြင်တဲ့ကောင်မလေးတရားဖြစ်နိုင်မှာဖြစ်ပါတယ်ရှင်အဲ့ဒါနဲ့ပလဲကနေပြီးတော့ဒီလေတော့ကနေပြီးတော့သူကဘလို့အောင်မြင်တဲ့သူတော့ဖြစ်အောင်စူးစမ်းမလဲဆိုတာကိုဒီပလဲဆိုစကားမှာကြည့်ရှုရမှာဖြစ်ပါတယ်ရှင်။ဒါပေမဲ့ဒီ X ဆိုတဲ့စကားမှာကျတော့ဒီသူကအောင်မြင်ခြင်းတဲ့လူငယ်တစုကနေပြီးတော့ဒီ Hollywood မှာသူကအရင်အောင်မြင်ခြင်းတာမလို့သူကအဲ့ခုနကဒီပလဲရဲ့ဒီလေတော့အိမ်ထဲမှာသူကနေစားလဲပေါ့နော်သူကအခန်းငှားပြီးတော့အပြာကားထဲမှာပဲဖြစ်ပါတယ်ရှင်။ဒီမှာစကားမှာလေးအရင်အဲ့လို unsensor တွေပေါ့နော်အဲ့လို nuisance တွေအများကြီးပါတာမလို့အသက်ပြေးမှပဲကြည့်ကြပါနော်21 plus တွေတော့ပါပါတယ်ရှင်အဲ့ဒီခုနကအဲ့လေတော့အိမ်ပိုင်ရှင်ကြီးကကြတော့ဒီ play ပေါ့နော်play ကသူကမအောင်မြင်သွားခဲ့ရမလို့ဒီလေတော့အိမ်မှာပဲ play ကတိတ်မိသွားခဲ့ပါတယ်အဲ့ဒီ play ကဒီအောင်မြောင်စူးစမ်းနေမဲ့လူငယ်တစုကိုတွေ့တဲ့အခါမှာ play ကသူ့ယောက်ျားနဲ့အတူဘလို့ jealous ဖြစ်ပြီးတော့ဒီလူငယ်တွေကိုတက်ကြမလဲဆိုတာကိုဒီစကားမှာအဓိကကြည့်ရမှာပါ။အဲ့လိုလိုက်တဲ့အနေနဲ့ပေါ့ဒီ max ဆိုတဲ့ကောင်မလေးတယောက်ကနေတော့ဒီ play ဆိုတဲ့ဒီ acquire လက်ထက်ကနေပြီးတော့တောက်ခဲ့ပါတယ်။ဒီ play ဆို acquire ကိုတက်လိုက်တာပေါ့နော်။အဲ့တော့ဒီ max ဆိုတဲ့ကောင်မလေးကလွတ်မြောက်ပြီးတော့ဒီ maxine ဆိုတဲ့စကားတကထွက်ရှိလာပါတယ်။အဲ့တော့ဒီ maxine မှာကျတော့ဒီ max ဆိုတဲ့ကောင်မလေးကဒီ play တော့ဖြစ်တဲ့အကုန်လုံးကိုသူကနေပြီးတော့နောက်မှာ chair လက်ဟန်ဖြောက်ပြီးတော့သူကဘဝတစ်ခုစနေရပေါ့နော်။ဒါပေမဲ့အဲ့သူရဲ့ဒီ set state တစ်ခုကဒီလုံးဝအဲ့လေတော့အိမ်မှာကျန်ခဲ့တာမလို့ဒီ88ခွေကိုရရှိပြီးတော့ဒီ mass ရဲ့နောက်ကျောင်းတွေအကုန်လုံးကိုသိနေတဲ့သူကဒီ mass ရဲ့ဒီအောင်မြောင်စူးစမ်းနေတဲ့လမ်းပေါ်မှာလူတွေအဓိကနှောက်ယှက်မလဲပေါ့နော်အဲ့ဒါကိုဒီ maxim မှာအဓိကကြည့်ရမှာပါအဲ့ဒီ Common rating ကကြတော့ဒီ per ဆိုတဲ့စကားကိုတော့10 out of 10ပေးထားပါတယ်ရှင်။ဒါပေမဲ့ဒီ X ဆိုတဲ့စကားကိုကြတော့ Heather က7လောက်ပဲပေးထားတယ်ပေါ့နော်။ဒီ base on ထွက်ပါတယ် maxim ဆိုတဲ့စကားကျတော့နည်းနည်းအိမ်မလိုတာတွေနည်းနည်းထည့်ထားတာမလို့သူကတော့6ပဲပေးထားပါတယ်ရှင်။ဒါပေမဲ့ဒီ university တစ်ခုလုံးကို review ပြရမယ်ဆိုလို့ရှိရင်အကုန်